ကဲအားလုံးပဲဒီနေ့လေးလာကြည့်မဲ့အကြောင်းအရာလေးကတော့တကယ်ကိုရေတထိတ်ထိတ်ဖြစ်စေမဲ့ဇလန်တပုတ်ရဲ့ဒီစောက်ပုံကိုအသေးစိတ်ခွဲချမ်းစီဖျားသွားမှာပါလက်မမတာတဲ့မိုးရွာတဲ့ညလွန်နာမဲ့ပေးထားတဲ့ဒီဇလန်ဟာပြင်ပကတရေထိတ်စီတန်နာရီတွေ6လမှုတွေကိုအသိအကျမတုံးထားပဲနဲ့ချောင်းမက်ဖွယ်အငွေရဲ့ဘက်ကိုဘလို့လလပပဖန်တီးထားလဲဆိုတာကျွန်တော်တို့အတူတူလေးလာကြည့်ကြရအောင်တကယ်ကိုစိတ်ဝင်စားစရာကောင်းတယ်နော်တီးထင်းရင်ပိုဇလန်တွေရဲ့ထုံးစံတိုင်းမလုတ်တင်ဆုံးအရာကနေပဲစလိုက်ကြရအောင်ည7 နာရီကျော်တန်းကောင်းရအချင်းလူထုကဲမဲ့ပြီးအထီးကျန်ဆန်လွန်းတဲ့လက်မကြီးပေါ်မှာကြောက်တဲ့ကားမောင်းနေတယ်ဆိုတာတကယ့်ကိုအကြံစိုးတစ်ခုပဲလေစက်ကောင်တီးတဲ့ကိုမင်းဟာအဲ့လိုအခြေအနေမျိုးကိုရင်ဆိုင်နေရတာပါစဉ်းစားကြည့်ပါဦးမိုးကလည်းအပြင်မှာတီးသေးမိမိကိုရွာတန်းနေတော့ကားဝိုက်ပါနဲ့ဘလောက်ပဲအမြန်ဆုံးပုတ်ဆွဲနေပါစေလက်မြင်ကွင်းကလုံးဝကိုမရှင်းလင်းပါဘူးဒီလိုပတ်ဝန်းကျင်အနေထားမျိုးကလူကိုအားကိုးရမယ်တွားစီပြီးတော့ကြောက်မက်ဖွယ်ငွေတက်ကိုအကောင်းဆုံးဖန်တီးပေးလိုက်တာပါပဲအဲ့ဒီလိုတာမန်မိုးရွာတဲ့ညာအနေထားကနေဒီထိတ်ရင်ဖို့ဇလန်အဖြစ်ရုတ်တရက်ကြောင်းလဲသွားစေတာကတော့ပုံမှန်မဟုတ်တဲ့အရာတစ်ခုရုတ်ချီးပေါ်လာတာကြောင့်ပါပဲအမောင်တို့နဲ့မိုးရည်တွေဖုံးလွှမ်းနေတဲ့ပတ်ဝန်းကျင်ကိုလုံးဝဖြိုးခွဲပစ်လိုက်တာကကားမီအောင်အောင်မှာရုတ်တရက်ထင်းခနဲ့ပေါ်လာတဲ့မြင်ကွင်းတစ်ခုပါလမ်းဘေးမှာအဖြူရောင်ကာဝန်းရှည်ကြီးဝစ်ထားပြီးထီးအနီရောင်တောက်တစီကိုဆောင်းနာတဲ့မိန်းကလေးတယောက်တွန်းရည်ရင်းနဲ့လမ်းလျှောက်နေတာကိုတွေ့လိုက်ရခြင်းကနေဒီဇလန်ရဲ့တကယ်အစစ်အမှန်စိတ်လှရှားဖွယ်အစပြုံးမှုစတင်လာပါတော့တယ်ဘယ်တော့တောင်ထိတ်လန့်စရာကောင်းတဲ့မြင်ကွင်းလဲဆိုတာမြင်အောင်ကြည့်လို့ရပါတယ်ဒါပေမဲ့ဒီလိုအခြေအနေမျိုးမှာတော့ကိုမင်းကလူသားဆန်တဲ့စာနာစိတ်လေးကိုပြသခဲ့ပါတယ်ညီမလေးမိုးတွေရမ်းရွာနေတာပဲသွားမလို့လဲအကိုလဲပို့ပေးရမလားဆိုတော့ထာမန်ကန်လန့်မှုလေးကနေစတင်ပြီးဇလန်ကပုံမနှဆိုင်သွားပါတော့တယ်အမှန်တော့ဒီလိုစာနာစိတ်နဲ့ကိုကပေါ်ခေါ်တင်လိုက်ခြင်းဟာနောက်ထပ်ကြုံတွေ့ရမယ့်တဘာဝလွန်ဖြစ်ရတဲ့ပို့ပြီးတုံလို့ချောက်ချားစရာကောင်းသောစေမဲ့အခြေခံအုတ်မြစ်ထစ်လာတာပါထာမန်လူသားတရားရဲ့ကူညီလိုစိတ်ကနေစတင်လိုက်တဲ့ဒီကွေးကောက်လေးကဇလန်ကိုတိုးပြီးလက်တွေ့ကြကြနဲ့ရင်ပေါ်စရာဖြစ်သွားစေတာပေါ့ကဲကားထဲကိုလေရောက်လာရောအချင်းဒီကလုံးဝပြောင်းလဲသွားပါတော့တယ်မိန်းကလေးကဘာစကားမှပြန်မပြောပဲကားနှုံခန့်ကိုတိတ်တဆိတ်ဝင်ထိုင်လိုက်ပြီးတော့ခေါင်းကိုငိုင်းဆိုင်ခါချတာပြီးလုံးဝကိုစကားမပြောပါဘူးတော်တော်လေးထူးဆန်းတဲ့ပြူမှုပဲနော်ဒါကိုမင်းကသူမအေးနေလို့ဖြစ်မယ်ဆိုပြီးယူတီကြကြတွေးကကားထဲကအဲကွန်းကိုရှော့ပေးလိုက်ပါတယ်ဒီလောက်ရက်ကကိုမဲအနေနဲ့အခြေအနေကိုသူထိန်ချုပ်မှုအောင်မရှိနေသေးတယ်လို့ယူဆနေတဲ့မာရွန်းနဲ့လုံချုံမှုခံစားချက်ကိုတိဆော့ပေးလိုက်တာပါဒါပေမဲ့တကယ်လက်တွေ့မှာတော့အရာအလုံးကသူထိန်ချုပ်မှုအောက်ကနေလုံးဝလွတ်ကင်းနေပြီဆိုတာသူမတိခဲ့ကြပါဘူးဒီလိုနဲ့အချင်းကြီးတဖြည်းဖြည်းကွန်းဆုံးလာတာနဲ့များဇလန်ရဲ့အရှင်ဟုန်ကလည်းပို့ပြီးမြင့်တက်လာတာနဲ့များခရီးဒီကားပေါ်တက်လာပြီး9မိနစ်လောက်မှာပဲကားထဲမှာအဲကွန်းရှော့ထားပါရဲ့နဲ့ရေကတဲ့တာတဲ့ရောက်သားတယ်လို့မျိုးရုတ်တရက်ရေးစင်လာပါတယ်ဒါတင်မဲ့လားကျွန်တော်မဟုတ်သေးဘူး10မိနစ်လောက်အကြာမှာတော့လုံးဝမဖြစ်နိုင်တဲ့အနန္တကူစတင်ရလာပါတော့တယ်တဖြည်းဖြည်းချင်းချင်းချက်တဲ့ကားလေးထဲမှာအာယုံခံစားမှုဆိုင်ရာအကြောက်တေလာတွေတအေးကြီးမြင့်တက်လာပြီး15မိနစ်မြောက်မှာတော့အထုအထိပ်ဖြစ်တဲ့နောက်ကြည့်မှန်ကိုကြည့်လိုက်တဲ့အခိုက်အတန်းစီကိုစိုက်မြတ်ရောက်ရှိသွားပါတော့တယ်ဒီနေရာမှာအရန်ကိုပျောင်မြောက်စာတရုပ်ဖော်ထားတာကတော့အာယုံခံစားမှုအပြောင်းလဲပါပဲစဉ်းစားကြည့်လေမိုးသေးတဲ့ကနေတက်လာတဲ့လူတယောက်စီကနေရွတိကြကြမျှော်လင်းထားမှာကမိုးရေနံဒါမှမဟုတ်ရေဆိုနေတဲ့အဝိစာအနံ့မျိုးပေါ့ဒါပေမဲ့ကိုမင်းလက်တွေ့ရလိုက်တဲ့အနံ့ကတော့မြေစီလွားဆိုနတ်နဲ့အုတ်ကူဟောင်းလေးစီကရတဲ့အနက်မျိုးကြီးချနေတာပါဒီလိုယူတီပေတာနဲ့လက်တွေ့ရဲ့ခြေနေအလုံးကကွဲလွဲသွားခြင်းကကြက်တီးထားစရာကောင်းလောက်အောင်ကိုတီးထားတာထိလန့်သွားစေတဲ့အကောင်းဆုံးကွက်ခဲမှုတစ်ခုလို့ဆိုရမှာပါအခုပြောမယ့်အချက်ကတော့ဇလန်ရဲ့အမြင့်ဆုံးအထွတ်ထိပ်ပါပဲအခြေအနေကိုစမ်းတက်ဖို့ကိုမင်းနောက်ကြည့်မှန်ကနေလန့်ကြီးလိုက်တဲ့အချိန်မန်ထဲမှာပေါ်လာတဲ့မင်းကလေးရဲ့ပုံရိပ်အရေးအတွက်ကသူ့ညပါဟုတ်ပါတယ်ဘသူပုံရိပ်မှာပေါ်မနေပါဘူးကားနောက်ခန်းထဲမှာထီးအနီရောင်ကြီးပဲလေထဲမှာပြန်ဝဲပြီးရှိနေသလိုမျိုးဖြစ်နေပါတယ်စိတ်ကူးကြည့်တာနဲ့တင်ဒရော်လေးလန့်စရာကောင်းပါတယ်ဒီမြင်ကွင်းကကိုမင်းရဲ့တကိုယ်လုံးကသွေးတွေကိုအေးခဲသွားစေခဲ့သလိုလုံးဝမမျောလင်းထားတဲ့အလက်အပြောင်းကဇလန်ရဲ့အကြောက်တရားကိုအမြင့်ဆုံးစီဆွဲတင်လိုက်တာပဲဖြစ်ပါတယ်ကြောက်ရွံ့မှုတွေအမြင့်ဆုံးရောက်နေချိန်မှာကိုမင်းတယောက်နှလုံးတွေအယမ်းတုံရင်တွေအယမ်းခုန်ပြီးကြောက်စိတ်တွေကိုအောင့်အီကားကားကိုအမြင့်ဆုံးအလောတကျူးမောင်းပြီးခဲ့ပါတယ်ကံကောင်းကျင်တော့ခဏအကြာမှတင်လမ်းဘေးကရွာဦးဖုံးကျောင်းကြီးရဲ့ကားမီးအောင်အောက်ကိုလုံကျုံစားရောက်ရှိသွားပါတယ်ဒီနေရာမှာဇလန်ကခိတခလတတရာရသွားစေပြီးအရာအလုံးပြီးဆုံးသွားပြီးအေဂျင့်သွားပြီလို့ယူဆစေပါတယ်ဒါပေမဲ့တိကျတဲ့အတိုင်းပါပဲဒါဟာနောက်ဆုံးအလဲပြောင်းမတိုင်ခင်ဖတ်တီထားတဲ့ယာယီလုံခြုံမှုတတဖြစ်နေပြန်ပါတယ်ဘုန်းကြီးကျောင်းသားရောက်လို့မိကလေးကိုကားပေါ်ကဆင်းဖို့လိုက်ပြောလိုက်တဲ့အချိန်မှာတော့တကယ်အစ်စ်မှန်ကြောက်မဲ့ဖွယ်ရာကိုရင်ဆိုင်လိုက်ရပါပြီကားတွေအလုံးသေးချပိတ်ထားလက်သားထိနေပေမဲ့မိကလေးရောဟိုတီအနီရောင်ကြီးပါလုံးဝပြောက်ကွယ်သွားပါပြီပိုပြီးကြောက်စရာကောင်းတာကကြံရစ်ခဲ့တဲ့တက်တွေပါပဲကားကောင်ပေါ်မှာရေဆိုးကွက်လုံးဝမရှိပဲသူ့တန်တယ်မှာပဲတွေ့ရလေရှိတဲ့မီနီယောင်ချေအားချော့နဲ့ညွန်းနွားနေတဲ့နင်းစီပန်းတဲ့ပွင့်စာကြံရစ်ခဲ့ပါတယ်
လုံခြုံစွာပိတ်လောင်ထားတဲ့ကားတွင်းမှာဒီလိုရုပ်ဝတ္ထုတည်တည်ကြံရည်ထည့်ခြင်းကချောက်ချားစီအကောင်းဆုံးစစ်ပိုင်းလို့ပြောလို့ရပါတယ်အခုဆိုရင်ဇလန်ကရုတ်တရက်ထိတ်လန့်မှုတွေကနေတဆင်နှဆိုင်တဲ့နောက်ခံတမိုင်းကျောင်းစီကိုကူးပြောင်းသွားပါပြီကားရက်ကထီးအနီရောင်တဲ့ main ကွေးကတကယ်ပဲဘသူများလဲဘာကြောင့်များဒီနေရာမှာရုတ်တရက်ကြီးပေါ်လာရတာလဲဒီလိုပဟေလီဆန်တဲ့မေခွန်တေကနောက်တနေ့မနက်မှာကိုမင်းစုံလန်းကြည့်တဲ့အခါမှာတော့တုံလုတ်ဖွယ်ရာဒေတာကန်ဒီရဲ့ပြောစကားတွေကနေတဆင်အဖြေပေါ်လာပါတော့တယ်နောက်တနေ့မှာတီးလာရတဲ့အမှန်တရားတကယ်ကိုကြည်ကွဲဖွယ်ကောင်းလာပါတယ်လွန်ခဲ့တဲ့တစ်နှစ်တည်းဒီလိုမိုးရွာတဲ့နေရာမှာပဲအဲ့ဒီလမ်းပေါ်မှာအဖြူရောင်ကောင်းဝတ်ပြီးထီးနီစောင်းထားတဲ့မိန်းကလေးတယောက်ကားတိုင်မှုဖြစ်ပြီးအသက်ဆုံးရှုံးခဲ့ရတယ်ဆိုတာပါပဲဆိုတော့ကိုမင်းကြုံတွေ့ခဲ့ရတဲ့ဟာတာမန်တိုက်ဆိုင်မှုမဟုတ်ပဲအဖြစ်ဆိုးရဲ့ဝမ်းနဲ့ဖွယ်အမဲအစရာနဲ့ကိုပြန်လဲထပ်တူချနေခြင်းပဲဖြစ်နေပါတယ်ဒီနောက်ခန်းစားလန်ကရှေကကြောက်မှဖွယ်ဖီကိုကြည်ကွဲဖွယ်ခန်းစားချက်နဲ့အစားထိုးလိုက်တာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့စီးစားစရာမေကွန်ကခုကြံရိပ်ခဲ့ပါတယ်ကားထဲမှာကြံခဲ့တဲ့မီနီအောင်ချီယာတွေနဲ့ညှိုးနှွမ်းနေတဲ့နင်းစီပန်းလေးဟာတာမန်စိတ်ကူးရင်ထင်အောင်ထင်မှာဖြစ်မူလားဒါမှမဟုတ်အတိတ်ကအဖြစ်ဆိုးကြောင်ကြံရိပ်ခဲ့တဲ့လောကလွန်အဝေးသက်တီလားဆိုတာပါပဲဒီဇလန်လေးနဲ့တဆင့်ထိလန့်ဖွယ်ရာနောက်ဝေးကဒီဆောက်ပေါ်အမှုပညာကိုရှင်းလင်းစွာမြင်တွေ့နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ကဲအားလုံးပဲဒီနေ့အတွက်ဒီရောက်ပါပဲအတူတူလေးလာကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်